နော်က2010ခုနှစ်လူငယ်တယောက်ပေါ့အဖေဆို1990လူငယ်တယောက်နော်အဖေကျွန်တော်ရွယ်တော့ငါဘလို့နေမလဲပေါ့ကျွန်တော်စဉ်းစားမိတယ်ဘူပင်စရာသိမလို့လာတဲ့လူငယ်လေးလားဒါမှမဟုတ်ရေရွယ်ချက်များနဲ့အိမ်မတွေ့တွေ့ကြိုးစားနေမလားရေကြည့်ခြင်းကဖေငယ်တော့ကခုနှစ်တွေ့တယ်လူနေစဉ်တုန်းကချိန်တွေမှာတာလောင်မြဲရည်လွယ်လာဝါရဲ့တွေ့ကြုံတွေဆုံးမှယူချိန်မှာရေတံကောင်းကိုမော်နေခဲ့သလားဒီကဘာမြေတွေကပေါသေးရခတ်တဲ့ပြုံးတူတွေအောက်အဖေတူထောက်ရှုံးပေးခြင်းစိတ်များရှိခဲ့လားဆုံးဖြတ်ရခတ်တဲ့လမ်းကြောင်းတွေနောက်ရောက်တဲ့ရှောက်ဖို့တတိတွေလုံလောက်ခဲ့ရလားချိန်တွေသာသူ့သွားလို့ရရင်ကျွန်တော်လေးကနာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့တဲ့ရွယ်နဲ့တူညီတဲ့ဖေးရဲ့တိတ်ကိုပြန်သွားကြည့်ခြင်းနဲ့စိတ်တကြတဲ့ချိန်တိုင်းမှာဖေးပါများလုံးနေကြမလဲအားငယ်ချိန်တိုင်းမှာဘလို့များရဲ့တာတီခြင်းတဲ့တာတီခြင်းစေပြီးတော့ရွှေတော့ငါချိန်များတဲ့ဒုက္ခနဲ့ကြုံတွေ့တိုင်းမှာဘလို့များတောင်းခံခဲ့တဲ့လေဖေးရဲ့အနာမှာဘသူတွေများရှိနေခဲ့တာတီခြင်းတဲ့တာတီခြင်းစေ1990ဝချင်ခုနှစ်တွေ့တဲ့ဒါတွေနဲ့ဖြစ်တင်တာရွေးတဲ့ခါဦးကျွန်တော်လို့စိုးတူကောင်းမှခဲ့သလားမရီမှန်ပြေမှုနောက်ကြတဲ့ခါတောင်တတရားကိုပြည့်ရနေမလားလူတွေနဲ့ဝေးရပြေးထွက်လူသွားခြင်းတဲ့နေရများပြေရောကျွန်တော်လို့ထပ်တူခံစားမိခဲ့သလားရှေ့ဆက်ဖို့အတွက်ကိုအမဲချိန်မှာကန်နေအောင်ကချိန်ကိုနေမလားအိုးချိန်တွေသာခုသွားလို့ရရင်ကျွန်တော်လေးကနာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့တဲ့ရွယ်နဲ့တူညီတဲ့ဘေးရဲ့တိတ်ကိုပြန်သွားကြည့်ခြင်းနဲ့စိတ်တကြတဲ့ချိန်တိုင်းမှာဒီပါများလုံးနေကြမလဲအားငယ်ချိန်တိုင်းမှာဘလို့များရဲ့ဒီတဲ့တာတီခြင်းတဲ့တာတီခြင်းစေပြီးတော့ရွှေတော့ငါချိန်များတဲ့ဒုက္ခနဲ့ကြုံတွေ့တိုင်းမှာဘလို့များတောင်းခံခဲ့တဲ့လေဖေးရဲ့အနာမှာသူတွေများရှိနေခဲ့တာတီခြင်းတဲ့တာတီခြင်းစေ1990ဝချင်ခုနှစ်တွေ့တဲ့လူနေစဉ်တုန်းကချိန်တွေမှာတာလောင်မြဲလွယ်လာ